အလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်တို့ ATK channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဈေးကွက်ထဲမှာကြံနေသေးတဲ့ Infinite Intel Techno အစရှိတဲ့ဒီဖုန်း brand 3မျိုးရဲ့ဖုန်းသစ်ဈေးနှုန်းလေးတွေကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါလူကြီးမင်းတို့နေတဲ့ဒီ brand 3မျိုးရဲ့ဖုန်းသစ်ဈေးနှုန်းလေးတွေသိကျင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဖိတ်ခေါ်ပါခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Hot 60 mAh ဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို4,9,900 RAM 618ကိုတော့5,39,900နဲ့ရောင်းချနေပြီး RAM 8256ကိုတော့5,9,900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Smart 10ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 364ကို36,900 RAM 464ကိုတော့39,900နဲ့ရောင်းချနေပြီး RAM 418ကိုတော့4,4500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Hot 50 Pro Plus ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9,9,900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Note 40ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8,2500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Note 50ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9,1500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Note 50 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို10,900ဝန်းနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Intel F24 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို5,1900နဲ့ရောင်းချနေပြီး RAM 8256ကိုတော့5,4500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့Intel RS4 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို6,4500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Techno Power 7ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို6,2500နဲ့ရောင်းချနေပြီး RAM 8256ကိုတော့6,7500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Techno Spark 30C ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 618ကို5,1500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်17မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Techno Spark 40C ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို4,3500နဲ့ရောင်းချနေပြီး RAM 818ကိုတော့4,8900 RAM 8256ကိုတော့5,4500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Techno Power 7 Cup ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို17,200ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြကြတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ ATK channel လေးကတော့ဖုန်းသစ်ဈေးနှုန်းလေးတွေကိုလာတင်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဖုန်းသစ်ဈေးနှုန်းများသိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ ATK channel လေးမှာလာရောက်ကြည့်ရှုနိုင်သလိုကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့399699 103နဲ့မှာလည်းလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ